တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ15ရက်ကနေ21ရက်နေ့တောတွင်မှာဘဝတစ်ခုလုံးအတွက်ရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။ဥတီလိုက်တဲ့နေရာတိုင်းတိုက်ခတ်စီမယ်မဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်မယ်။ဥတီချက်ပြောင်းပြီးလမ်းကြောင်းသစ်ကနေထိုးပေါက်လို့တဲ့လုပ်တရားလေးကံခွင်လန်းကောင်းတွေပေါ်လာမယ်။အခွင့်အရေးတွေရမယ်။ဘဝလမ်းကြောင်းပြောင်းလဲလို့ဖို့ဝင်လေးဖို့မသိဘူး။ရဲတည်တည်ရှိတိုးလို့ရှာရှိတာလုပ်ပါ။နေရာထိုင်ခင်းဝင်းကျင်အလုံးစုံမှာပြောင်းလဲမယ်။ဆုံးဖြတ်ချက်မှန်ကန်မယ်။ဝေကြီးကလုပ်ငန်းကစီးပွားကကောင်းသောတိုးတက်မှုနဲ့အောင်မြင်မှုကိုဖြစ်ထွန်းလာမယ်။ငါးရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတလန်းအောင်မြင်မှုလမ်းကြောင်းကိုဖန်တီးနိုင်တယ်။16ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခီးကံကောင်းမယ်။အပြောင်းလဲတဲ့တလန်းပေါ်မယ်။18ရက်နေ့ဝေကြီးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကြုံမယ်။18ရက်နေ့မှာရှင်ပြိုင်မှုမှသမျှအောင်မြင်ပြီးတော့လုံသမျှထင်ရှားစွာကောင်းခြင်းနဲ့အောင်မြင်ခြင်းရဲ့အနှစ်သာရကိုကြုံတွေ့ရမယ်။19ရက်နေ့အသွားလန်တွေတိုင်ကျူးဆက်ရမယ်။မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်။အဓိကအနောက်တော်ရောက်ကိုတည်သောစဉ်တွေရှိတတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းတတိထားရမယ်။အနေရရှိတယ်။20ရက်နေ့ကတော့ထူးခြားတဲ့ကံပေါ်ပေါက်တဲ့နေ့ဒဏသိတိနဲ့ခတ်ဆန်းရှင်တဲ့နေ့ဖြစ်သလိုအဲ့ဒီနေ့ဟာကောင်းစင်းမင်္ဂလာရက်ကောင်းရက်မြတ်ဖြစ်တဲ့ကောင်းစွာသုံးချအကျိုးပေးခြင်းကိုရနိုင်တယ်။21ရက်နေ့မှာတော့အပြောင်းလဲတဲ့တိုးတက်မှုကံရှိမယ်။ဝေကြီးကိစ္စဆောင်ရွက်မှုဆင်ပြေမယ်။သို့တော်အသွားလာနေထဲကိုတော့တူးပြုတ်ကျူးဆက်ရမယ်။အဲဒီနေ့မှာအရှိရကိုဒီသွားစံနေရှိတဲ့တမနဲ့9နိုင်ခွဲနဲ့9နိုင်တွင်အနေထိုင်သွားလာဂတိထားရမယ်နေ့မျိုးစားဖြစ်တဲ့တနင်္လာနေ့ရင်ကနေ့ဗုဒ္ဓနေ့မွေးသူတွေတပတ်တာကိုအတွက်ကြိုးပေးခြင်းကိုဖန်တီးပေးလိမ့်မယ်။တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။တစ်လေးကိုကနန်းနေကြိုးပေးတယ်။အဝါရောင်လေးမောင်ရောင်ရွှေရောင်တို့ကိုသုံးချပြီးတော့အလိုစန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်တယ်ပေါ်ပြီးအောင်မြင်ခြင်းရဲ့နှစ်သာရကိုဖန်တီးနိုင်တယ်။အဝါရောင်ပေါက်ွယ်လေးတွေဖျောက်ကပ်လူပြီးလိုရာဆန္ဒပြုပါအလုံးစုံအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ထင်ရှားစွာရရှိပါမယ်။ကျေးဇူးတင်ပါတယ်။ငါနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ15ရက်ကနေ21ရက်နေ့တောတွင်မှာဝေကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့ရည်မှန်းချက်အောင်မြင်မဲ့အခက်အခဲလုံးကိုဖြည့်ရှင်းနိုင်မဲ့လုပ်ငန်းကံစီးပွားကံတိုးတက်မဲ့ရင်းနှီးမြှုပ်နှံထားတာတွေကနေကောင်းသောကျိုးဆက်ကိုရရှိမဲ့ပြိုရသူတွေဆက်ပွင့်မဲ့မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမဲ့အလုံးစီးပွားရေးရာကံကြမ္မာအထူးတိုးတက်တဲ့အတွက်အခက်အခဲများရင်ဆိုင်ဖြည့်ရှင်းခြင်းအတိုက်ခံအားလုံးကိုထိတဲ့ရင်ဆိုင်ခြင်းသာမကဖြစ်ပေါ်လို့သောစန္ဒရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းတဲ့ဘဝရဲ့တိုးတက်မှုရဲ့အနှစ်သာရကိုဖန်တီးနိုင်လိမ့်မယ်။15ရက်နေ့ကတော့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိနေတယ်။16ရက်နေ့တစ္ဆာမဲ့တဲ့သူတွေစကားမတီးတဲ့သူတွေနဲ့တွေ့အစိုးသက်ခံဒီမှာစိတ်နှောက်ယှက်တွေနဲ့တွေ့တတ်တယ်။19ရက်နေ့မှာအလုံးစုံဆင်ပြေမဲ့ပေါ်ပေါက်လာတဲ့ခွင့်ရကိုလက်တွေ့သုံးချပြီးတော့မြင်မာတဲ့စိတ်တစ်ခုကိုဖန်တီးနိုင်တဲ့ကံပွင့်မယ်။18ရက်နေ့ဝေကြီးကလုပ်ငန်းကံကောင်းမယ်ရပိုင်ခွင့်လက်ဝဲပြန်ရမယ်ခက်ခဲဖြစ်ရှင်းနိုင်မယ်ရန်အားလုံးကိုထိတဲ့ရင်ဆိုင်ပြီးဆင်ပြေသွားနိုင်မယ်19ရက်နေ့ကဝေကြီးလုပ်ငန်းစီးပွားကံကောင်းတဲ့ကစားအနောက်တောင်ရောက်ကိုသွားရင်နိုင်နေရှိလိမ့်မယ်အထူးသဖြင့်မနေ့9နိုင်တဲ့10နိုင်ခွဲအတွက်အသွားလာနေတဲ့လို့မှမြတ်တတိရှိလိုက်အဆင်ပြေသွားမယ်20ရက်နေ့ဒဏသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်ခေါင်းဆေးမင်္ဂလာရက်ကောင်းဖြစ်တယ်ဒီလိုနေမျိုးမှာခေါင်းဆေးကောင်းလျှော်ပြုလိုက်စံတိုင်းအောင်ဆောင်တိုင်းမြဝေကြီးကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုရမယ်21ရက်နေ့ရံများမယ်စေတနာဝေဒနာဖြစ်မယ်စကားမှားတတ်တယ်အတိုက်ခံတွေများတတ်တယ်မတော်တဆအနေကျူးဆက်ရမယ်အရှိရက်ကိုသွားစရာနေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာကျူးဆက်ရမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စောက်ကြနေမွေးသူတွေကိုဒီတစ်ပတ်အတွင်းစိတ်နှောက်ယှက်တွေပေးလိမ့်မယ်8ခု9ကနန်းနေကျိုးပေးတယ်အနက်ရောင်ပြာရက်ရောင်မိခိုးရိပ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါထူးခြားစွာအောင်မြင်လိမ့်မယ်အိမ်နီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုစေဝါအတူဒါနပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ15ရက်ကနေ21ရက်နေ့တော့တွင်အပြိုင်စားလုံးအောင်မြင်မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဒါပေမဲ့ထွက်တဲ့ငွေမှန်သမျှဟာကျိုးကြတဲ့အနာဂတ်အကျိုးမြတ်ရရှိစေဖို့အတွက်အသုံးချသုံးဝေခြင်းမျိုးဖြစ်လိမ့်မယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ကိုယ့်ကိစ္စတွေတပားသူကိစ္စတွေကိုလိုက်လံကူညီဆောင်ရွက်ပေးနေရလိမ့်မယ်ကိုဆောင်ရွက်ပေးလို့သူတစ်ပါးအတွက်လည်းအကျိုးရှိတယ်နာမည်အောင်မြင်မှုနဲ့ confidence ရရှိအောင်ဗန်တီးနိုင်တဲ့ကံကြမ္မာအနေအထားရှိတယ်ဝေကြီးအကျိုးမြတ်တွေမဟုတ်ပဲစေတနာနဲ့လုပ်တဲ့ကိစ္စအကောင်းဆုံးဖြစ်အောင်လုပ်တဲ့သဘာဝနဲ့
မဖြစ်မနေလှုပ်တတ်တဲ့ဇွဲသက်တိကြောင့်ဒီကာလအတွင်းကောင်းသောအကျိုးကျေးဇူးကိုထင်ရှားရရှိလိမ့်မယ်။အများရဲ့အသိမှတ်ပြုမှုထင်ရှားစွာကောင်းစွာရရှိလိမ့်မယ်15ရက်နေ့မှာအောင်မြင်မှုနဲ့တိုးတက်ဖို့ဒီကာလကောင်းတယ်16ရက်နေ့မှာရံများမယ်ထင်မှန်းခံရတဲ့စကားမတတ်တဲ့18ရက်နေ့မိတ်ကောင်းဆွေကောင်းထောက်ကူရမယ်ရီမှန်းချက်အောင်မြင်မယ်ဘဝတိုးတက်မယ်18ရက်နေ့အပြောင်းလဲတဲ့တိုးတက်မှုရှိမယ်အရဝေးကကောင်းသောတဲ့စကားကြားရပစ္စည်းပြောက်တတ်တယ်19ရက်နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်မဲ့သို့တော်အနောက်တောင်ရက်ကိုတည်တော်စင်ခြင်းရှိတတ်တယ်မနေ့9နိုင်တဲ့ဇန်နိုင်ခွဲအတွင်းအသွာလာတတိထားရမယ်20ရက်နေ့မှာထူးခြားတဲ့ကံသစ်နဲ့တိုးတက်မှုလမ်းကြောင်းသစ်တွေပေါ်တယ်လို့သမျှအဆင်ပြေမယ်အဲ့ဒီနေ့ဟာဒဏသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်သလိုခေါင်းစည်းရန်ရက်ကောင်းရက်မြတ်မင်္ဂလာဖြစ်တယ်ကျန်တိုင်းအောင်စောင်းနှဲမြောက်တဲ့ကံခွေကိုခေါင်းစည်းခြင်းဖြစ်ရနိုင်တယ်21ရက်နေ့မှာတော့သွားလာနေတိုင်းကျူးဆိုင်ရမယ်အပြိုင်တိုက်ခံတွေကိုတော့အောင်မြင်နိုင်တယ်အဲ့ဒီနေ့မှာအရှိရက်ကိုတည်သွားစေအနည်းရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွဲအသွားလာနေတိုင်းကျူးဆိုင်ရမှာဖြစ်တယ်ဒီကာလအတော်တွင်မှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ဘုံထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ပြစ်လေးကိုကနန်းကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေရဲ့အောင်မြင်မှုကိုရအောင်ဗဏိနိုင်တဲ့ကံနေထားကိုကြုံတွေ့ရမှာဖြစ်ပါတယ်ကောင်းကျင်ကံကြမ္မာနဲ့တိုးတက်ခြင်းတွေရရှိစေဖို့အတွက်20ရက်နေ့မှာပိုက်ဆံ1000တန်တွဲကိုအမွေးနံသာဖျန်းပြီးတော့ပိုက်ဆိုင်တဲ့ထဲဆောင်လိုက်ပါထူးခြားတဲ့ကောင်းခြင်းတွေရလာပါကျေးဇူးတင်ပါတယ်ကြာသာပတင်းတွေမွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ15ရက်ကနေ21ရက်နေ့အတော်တွင်ရန်ပတိပက္ခတွေကြားထဲကဖြတ်သန်းရမယ်ခီးကိစ္စအစဉ်ပြေမယ်ကိုပြောသမျှလုပ်သမျှသူများနဲ့ဆက်ကျင်ပဲဖြစ်နေမယ်ကိုရက်တီချက်နဲ့ကိုရှိတ်တိုးလိုက်ရင်တော့အလုံးစုံအစဉ်ပြေမယ်ကိုပိုင်ရက်တီချက်နဲ့လုပ်ကင်ခြင်းရဲ့အကျိုးဆက်ကိုရမယ်ကာလတန်ကြာဆိုင်းငံ့တဲ့တို့တွေကိုလုပ်ကင်ပြီးတော့မြန်မာတဲ့အနေထားတိုးတက်တဲ့ခြင်းတွေအောင်မြင်တဲ့အခွင့်အရေးတွေကိုစနစ်တကျဖန်တီးပြီးတော့တိုးတက်မှုရဲ့အသက်သာတော်ကိုရနိုင်တယ်ကာလရှိကြဆိုင်းငံ့တဲ့လူတွေပြန်လုပ်လို့ရအကျွေးပြန်တောင်းလို့ရတယ်ရပိုင်ခွင့်ပြန်လဲတောင်းဆိုလို့ရခီးသွားသူကျိုးရှိတယ်15ရက်နေ့မှာအတိုက်ခံရတဲ့ကိုကြော်ပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးနိုင်16ရက်နေ့ကလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကိုကြော်မယ်18ရက်နေ့အပြိုင်ဆိုင်အလုံးကိုကြော်ပြီးတော့ဘဝတိုးတက်မယ်18ရက်နေ့ရံများမယ်တိုက်ခံများမယ်လူယုံဒုက္ခပေးမယ်19ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရခြင်းရီမန်းချက်အောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေရှိသို့တော့အဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုသွားစဉ်အနေရှိတတ်တယ်မနေ့9နိုင်တဲ့10နိုင်ခွဲတွင်သွားလာကျူးဆိုင်ရမယ်20ရက်နေ့ကတော့ဒဏသိတိနက္ခဆန်းရှင်တယ်လို့ခေါင်းစေးမင်္ဂလာကျန်တဲ့အောင်စောင်းနှဲမြောက်တဲ့ကောင်းခြင်းခေါင်းစေးမင်္ဂလာရက်မြတ်လေးဖြစ်တဲ့အလိုရှိသလိုသုံးချအကျိုးရှိနိုင်ပါလေ21ရက်နေ့မှာတော့အခက်အခဲကြားအတိုးတက်မယ်ငွေကြေးကံကောင်းမယ်သို့တော့အသွားလာနေတဲ့ကျူးဆိုင်ရမယ်အရှိရက်ကိုတည်သွားခြင်းတွေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွဲသွားလာနေတဲ့ကျူးဆိုင်ရမယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့ဝေးသူတွေကောင်းကျိုးပေးပါတယ်တနင်္လာကြာသပတေးနေ့ဝေးသူတွေအနှောက်ယှက်ပေးတတ်တယ်နှစ်ခုကိုကနန်းကျိုးပေးတယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်တယ်တပတ်တာကာလအတွင်းမကြာခဏဆိုသလိုတန်ဃာတော်တို့ကိုလက်ဖက်ချောက်လူတိုင်းချင်းပြုပေးပါကျေးဇူးတင်ပါတယ်တောက်ကြတဲ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ15ရက်ကနေ21ရက်နေ့တော်တွင်ကာလမှာဆောင်ရွက်စာတမ်းဝေချေလက်ပြောင်းလက်လွဲကိစ္စသတိထားရမယ်ကိုကိစ္စမဟုတ်ပဲသူတစ်ပါးကိစ္စတွေကြားဝင်ပြီးတော့အာမခန္ဓာတောင်းယူတာမလုပ်ရဘူးလက်မရေးထိုးခြင်းမှန်များသတိရှိပါဆောင်ရွက်စာတမ်းပျောက်ရှာတတ်တယ်ဝေချေကိစ္စညှင်းပွားရတတ်တယ်အင်ဒိုရိလူမျိုးရေးပဋိပက္ခဖြစ်တတ်တယ်ရန်တိုက်ခံနေနဲ့ထိတ်တိုက်ရင်ဆိုင်ရမယ်ကိုယ့်ပေါ်မှာနှောက်ယှက်တဲ့သူတွေနဲ့ထိတ်တိုက်တွေ့မယ်ရန်နဲ့ရှင်ပြီးလုပ်ပြီးမှအောင်မြင်ခြင်းကိုရရှိမယ်15ရက်နေ့ကအတိုက်ခံများတဲ့စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်16ရက်နေ့ကတော့စိတ်ချမ်းသာမယ်မိကောင်းဆွေကောင်းထောက်ကူရဘဝတိုးတက်18ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ခရီးကောင်းမယ်လူမျိုးကွဲကြိုးပေးမယ်18ရက်နေ့မှာဝေးကြီးကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်19ရက်နေ့မှာရံများမယ်အတိုက်ခံများမယ်မတော်တဆညင်ဖြစ်တတ်တယ်စက်ပစ္စည်းပြက်စပစ္စည်းတွေသတိနဲ့ကိုက်တွဲပါအနောက်တောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာအထူးပြုဆက်ရမယ်20ရက်နေ့မှာ
ပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အဲ့ဒီနေ့ကဒဏသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ခေါင်းစိမင်္ဂလာရက်ကောင်းရက်မြတ်ဖြစ်တဲ့ဂျန်တဲ့အောင်ဆောင်တဲ့မြောက်ချင်းကံကိုကြုံမယ်21ရက်နေ့မှာတော့ခီးကိစ္စဆင်ပြေမယ်လူမျိုးပွဲအကျိုးပေးမယ်စီးပွားကံတိုးတက်မှုနဲ့ရည်မှန်းချက်အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်ဒီကာလအတော်တွင်မှာဇာတပတိနေ့ဗုဒ္ဓနေ့တောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်ဖြစ်တတ်တဲ့တင်ငါကိုကနန်နေကျိုးပေးပါတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝှေ့ပြီးတော့အလိုရှိရာကိစ္စတွေလုပ်ခိုင်းရင်အလောက်ချန်စီမှန်သမျှအောင်မြင်မယ်20ရက်နေ့ဇန်နဝါရီမှာဝင်ဆက်ကူရွက်ကိုအမွှေးနံသာဖြန်းပြီးတော့ပိုက်ဆိုင်ထဲဆောင်မှာလက်ပွင့်ခံပွင့်ခြင်းနဲ့နာဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါစနေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ15ရက်နေ့ကနေ21ရက်နေ့အတောအတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်လူမျိုးပဲအကျိုးပေးမယ်မိကောင်းဆွေကောင်းတောက်ကူရမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဖြေရှင်းနိုင်မယ်ဝေးကွာနေတဲ့ကိစ္စတွေပြန်လဲဆင်ပြေလာမယ်မမျော်နေမဲ့ခီးသွားလိမ့်မယ်လူမျိုးပဲလူမျိုးကားပြားတွေရဲ့အကျိုးပေးမှုကိုကြုံမယ်အမေဖွားတော်ချူကြများနေမရှိဘူးအရာဝင်းကနေရက်တန်တဲ့လုပ်တွေကိုပြန်လဲစတင်ချိတ်ဆက်ပြီးတော့လုပ်ကိုင်နိုင်ခြင်းကြုံလိမ့်မယ်ခီးသွားရန်ကြံစီတွေအောင်မြင်မယ်လုပ်ငန်းခွင်ကသူတွေအပြောင်းလဲတွေများစွာဖြစ်ပြီးတော့ကောင်းသောကံကိုဥတည်တဲ့ဖြစ်ရပ်ကိုရရှိသွားမယ်အားရနေ့မှာကောင်းသောကံပြောင်းလဲတဲ့တိုးတက်မှုရရှိမယ်16ရက်နေ့မှာဝေကြီးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်18ရက်နေ့မှာရန်တိုက်ကံနဲ့ထိတ်တိုက်တွေ့မယ်18ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေလက်တွေ့သုံးချပြီးအောင်မြင်မယ်19ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့အနောက်တောင်ရက်ဦးစီသွားစေနေရှိတတ်တဲ့မနေ့9နိုင်တဲ့10နိုင်ခွဲအတွက်အသွားလန်တွေတက်ကျူးဆက်ရမှာဖြစ်မယ်20ရက်နေ့မှာအပြိုင်စားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်21ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်အရှိရက်ကိုတည်သွားစေနေရှိတတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွေသွားလာနေထိုင်အထူးပြုပြီးကျူးဆက်ရမှာဖြစ်ပါတယ်ဒီကာလအတော်အတွင်းမှာဇာတာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတနင်္လာမွေးသူများကြောင့်စိတ်နှောက်ယှက်တွေရှိတတ်တယ်နှစ်ခုကိုကနန်တွေကျိုးပေးတယ်အဖြူရောင်စိတ်ရောင်မိခိုးရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စတွေကိုဆောင်ရွက်ဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကိုကြုံနိုင်ပါတယ်ဒီလမှာ20ရက်နေ့ဟာဒဏသိတိနဲ့ကဆန်းရှင်တဲ့ရဲ့ခေါင်းစည်းမင်္ဂလာရက်ကောင်းရက်မြတ်ဖြစ်တယ်အဲဒီနေ့မှာခေါင်းစည်းကောင်းလျှော်ပြုပြီးတော့ညာပခုံးရေမွေးဆွတ်ခြင်းပြုလိုက်ပါထူးခြားစွာကောင်းခြင်းကံနဲ့တန်တဲ့အောင်ဆောင်တဲ့မြတ်ငွေကြေးကံလုပ်ငန်းကံဘောကံတိုးတက်ခြင်းကိုမြင့်ကြီးလက်ခံမလို့ကြုံရပါလိမ့်မယ်